လူအများရှိကိုမပေါ်လာတာကြပြီးဖြစ်တဲ့ဖိုးလာပြေကိုယ်တိုင်တက်ရောက်ပြီးခဲ့တဲ့ထွန်းထွန်းရဲ့မင်္ဂလာပွဲအားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်ထွန်းထွန်းရဲ့မင်္ဂလာပွဲကအကယ်ဒမီပေးပွဲလို့ထင်ရလောက်ခမ်းနားကြီးကျယ်ခဲ့ပြီးလူပြိုကြီးဘဝကနေချွတ်သွားလို့သူ့ကိုဂုဏ်ပြုနေကြတာပါမင်္ဂလာပွဲကျင်းပဖို့အတွက်ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပေမဲ့သူတို့သမီးလေးကိုပျော်သွားအောင်ရွှေကုံဖျားဆောင်နှံမှာလေထွန်းထွန်းကလက်ထပ်ခွင့်တောင်းခဲ့သေးတာပါမင်္ဂလာပွဲကိုလည်းခမ်းခမ်းနားနားကျင်းပခဲ့ကသူ့ရဲ့ပွဲကိုအနုပညာလောကကနေပယ်ပေါင်းစုံမိတ်ဆွေတွေကတက်ရောက်ပေးခဲ့ကြပါတယ်ထွန်းထွန်းဟာအစိုးရဘွားကနေစတင်ခဲ့ပြီးတရုတ်ဆောင်လောကကိုကူပြောင်းကအကယ်ဒမီဆုကိုပါထထိုက်တန်တဲ့ဆုခူးနိုင်ခဲ့တဲ့သူပါရှင်။ဒါကြောင့်သူ့ရဲ့မင်္ဂလာပွဲကိုဂီတလောကကအစိုးရကြီးတွေအပြင်ရုပ်ရှင်လောကကနာမည်ကြီးမင်းသားမင်းသမီးတွေဒရိုက်တာတွေကအစတက်ရောက်ခဲ့ကြတာပါ။အလုပ်တွေမအားလက်တဲ့ကြားကနေတခန်းနဲ့လာရောက်ဂုဏ်ပြုကြတာကထွန်းထွန်းရဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုကြောင့်လည်းပါဝင်တာပါ။ရုပ်ရှင်မင်းသားအစိုးရရဲ့မင်္ဂလာပွဲဖြစ်လို့အနုပညာလောကကမိတ်ဆွေတွေတက်ရောက်လာတာကမထူးဆန်းပေမဲ့လည်းဧည့်သည်တယောက်ကတော့တေချာရောက်လာခဲ့ပါတယ်။ဒီမင်္ဂလာပွဲမှာပရိသတ်တွေရဲ့အာရုံကိုအဖန်ဆားဆုံးနဲ့အားလုံးကိုအံ့အသင့်သွားစေခဲ့တဲ့အထူးခြားဆုံးအထူးဧည့်သည်တော်တူကတော့အာနာပါဝါကြီးမားလာတဲ့မိသားစုအတိုင်းဝိုင်းကနေဆင်းသက်လာသူဖိုးလာပြေခေါ်နေရွှေသွေးရောင်ပဲဖြစ်ပါတယ်။ဖိုးလာပြေဆိုတဲ့နာမည်ကမြန်မာနိုင်ငံမှာမသိတဲ့သူမရှိလောက်အောင်ဩဇာကြီးမားတဲ့အတိုင်းဝိုင်းရဲ့ကိုစားပြုနာမည်တစ်ခုပါဒါပေမဲ့သူဟာပြီးခဲ့တဲ့နှစ်တော်ကြာကာလတွေခရဲကလူမြင်ကွင်းမှာထွက်ပေါ်လာခြင်းလုံးဝမရှိသလောက်နေထိုင်ခဲ့သူဖြစ်ပါတယ်လူမှုရေးပွဲတွေအခမ်းအနားပွဲတွေမှာမမြင်တွေ့ရပဲအရန်ရင်းနှီးတဲ့ပွဲတွေကိုတော့မတက်ရောက်ခဲ့ပါဘူးရှင်လူအများကြားနဲ့မပေါ်လာတာအတော်လေးကိုကြားနေပြီးဖြစ်တဲ့ဖိုးလာပြေကထွန်းထွန်းရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်ကိုယ်ကျတက်ရောက်လာခဲ့တာက surprise ကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဧည့်သည်တွေကြားထဲမှာသူတက်ရောက်လာတဲ့ပုံတွေကချက်ချင်းဆုပ်သလိုပြန့်နှံ့သွားကလူပြောများဆုံးခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်အနည်းပညာရှင်တွေနဲ့ရောနှောပြီးပွဲကိုတက်ရောက်လာပြီးတဲ့နောက်ထွန်းထွန်းကိုဂုဏ်ပြုပေးခဲ့တာပါရင်းနှီးတဲ့သူတွေရဲ့ပွဲတွေကိုတော့မတက်ရောက်ဘဲထွန်းထွန်းရဲ့ပွဲကိုမှတက်ရောက်ပြီးတာကြောင့်ထွန်းထွန်းရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်းကျေပြန့်တာပါဖိုးလာပြေလိုဩဇာအာဏာကြီးမှပြီးလူမြင်ကွင်းမှာနေလေးမရှိသူတယောက်ကဒီပွဲကိုတက်ရောက်လာခဲ့တာကြောင့်အားလုံးကလည်းအံ့ဩနေကြပါတယ်ဒါကြောင့်ဖိုးလာပြေနဲ့ထွန်းထွန်းတို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့်သာတက်ရောက်လာတာဖြစ်မယ်လို့မှန်းဆနေကြတာပါထွန်းထွန်းကအနုပညာအတိုင်းဝိုင်းထဲမှာသာမကပဲအခြားသောနယ်ပယ်အသီးသီးကဩဇာကြီးမားတဲ့သူတွေနဲ့ပါခိုင်မာတဲ့ပုံကိုယ်ရေးဆက်ဆံရေးရှိတယ်ဆိုတာကိုပြသလိုက်တာပါလူမြင်ကွင်းထွက်ခဲတဲ့လူတယောက်ကမင်္ဂလာပွဲကိုလာတယ်ဆိုတာကအလွန်ကိုယဉ်နှိခင်မိတဲ့တန်ရောစင်ရှိလို့သာဖြစ်ပါတယ်အောင်မြင်တဲ့အနုပညာရှင်တွေအစုံလင်တက်ရောက်တဲ့ပွဲမှာပါဝါကြီးမားတဲ့အတိုင်းဝိုင်းကပုံကိုယ်တူပါထပ်မံပါဝင်လာလို့ထွန်းထွန်းအတွက်တော့အတိတ်ပဲအပြည့်အဝဆုံးဖြစ်သွားခဲ့တာပါထွန်းထွန်းကသူချစ်ရတဲ့ဇနီးတဲ့အပေါ်အတိုင်းစားမရှိတန်ဖိုးထားတာကိုလည်းပြသတာဖြစ်တယ်လို့သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျေပြန့်တာကိုလည်းပြသတာဖြစ်ပါတယ်လူမြင်ကွင်းမှာပျောက်ကွယ်နေတာကြပြီးဖြစ်တဲ့ပါဝါကြီးမားလာတဲ့အတိုင်းဝိုင်းကဖိုးလာပြေကိုယ်တိုင်လာရောက်ဂုဏ်ပြုရတဲ့အထိအောင်မြင်ခဲ့တဲ့ဒီမင်္ဂလာပွဲလေးကထွန်းထွန်းအတွက်တော့တသက်တာမှအမှတ်ရနေစေမှာပါအောင်မြင်မှုတွေရထားရုံသာမကပဲခြေတံလက်တံရှိတဲ့ထွန်းထွန်းအပေါ်ဘလို့ထင်မြင်မိလဲဆိုတာခွန်မမှာဆွေးနွေးပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ